အဖေရခေါ်နေပြီအဖေရခေါ်နေပြီပြန်လာပါတော့ ခွေအားပြတာသမီးရဲ့အပြုံးအင်းမန်းသမီးရှင်လန်းရတဲ့အပြုံးအဖေခေါ်တဲ့သမီးရဲ့တန်ရှင်ကိုအေးပြဆဲလေတယ် เจ้ามาลีညီမလေးမမ်းမေတက်ခိုင်နေရှိလားမသိဒါလားဟုတ်လားဟောညီမလေးနာမည်ဘယ်လိုခေါ်လဲမေတက်ခိုင်ကိုကြီးတို့ကလေလက်ဆောင်လက်လာလေးလိုက်ဖို့ပြရတယ်ဖွဲ့ရအဲ့ဒါညီမလေးနာမည်လေးနဲ့ကိုကြီးတို့စီမှာလက်ဆောင်လာမှာသွားလို့ပြရလားဟမ်ဒါဘာတော့လဲရုပ်ချင်းသူတယ်ဟောဘာတော့လဲအမေသွားလားအော်အမေတော့မဟုတ်တော့ဘူးလာမှာသွားတာအကောင်လေးတရားညီမလေးအသက်ဘယ်လောက်ရှိပြီလဲ73နှစ်ပဲရှိသေးတယ်ငယ်ငယ်လေးပဲရှိသေးတယ်နော်လာမှာသွားတာအကောင်လေးတယောက်လာမှာသွားတာဟမ်အမေကိုမေးကြည့်အောင်တော့လက်ခံလို့ရလားလို့